လာရင်တစ်ခုလုံးမှာအမေဒီအနန္တခိုင်းဝင်ကျေးဇူးရှင်ပါလေသိချင်ရတယ်မိခင်မို့လေတားလေးကြောင့်ကိုပြောရမလားရင်ထဲကအမေမျက်နှာတွေအချစ်ကိုဆောင်ပြမိဖို့တောင်းမကားပြီဆန်းကုန်နဲ့ပြည်ဒီမမေးနဲ့အမေသားကြီးမိမရရင်အမေဒီမှာဝါလေးသားရင်မတူပါဘူးလေဩသားရင်မတူပါဘူးလေအခုတော့အပြောကြည့်တယ်အမေသားဖြစ်ပုံတွေမျက်စိနဲ့မြင်နားနဲ့ကြားမှာခွက်ကြနေမှလူတိုင်းသိနေစိတ်မကုန်စရာပါလေအရွာလုံးသိနေမှာတော့မထူတော့ပါဘူးသူအကြောင်းပြောရစီမောင်မောင်ရဲ့မရတာပြောရင်လည်းညဒီဖေးရဲ့မေမေရဲ့ပြောတော့တလားကြတယ်ကိုကိုရဲ့မောင်မောင်ရဲ့မရတာပြောရင်လည်းညဖေးဖေးရဲ့မေမေရဲ့ပြောတော့တလားကြတယ်ငါသားလေးရလားရုံပြောရှင်နေမိုးရတဲ့မျက်နှာမျိုးရဲ့အမေသားလုပ်တတ်နေကိုမယသူမယပြန်အောင်မလေးမောင်နှမရှင်မျိုးပြန်အောင်မလေးစိတ်ကူးကလေးကကောင်းပါပြီမရတဲ့ပန်းမို့စိတ်တကဝယ်ပြီလေစိတ်တကပန်းရောက်ခမကြီးချမ်းအပြေးကလေးသွားလို့ရှုပ်ပြရန်ချွေးမလို့ထုံးစံစိတ်တကပန်းရောက်ခမကြီးချမ်းအပြေးကလေးသွားလို့ရှုပ်ပြရန်ချွေးမလို့ထုံးစံပြအမေစီသွားရင်ွယ်ကျမပါဝင်သွားရမလဲဒီလိုလုပ်ပါလားလေမောင်ရှိကလေးအမေစီသွားရင်ဗျာကျမပါဝင်သွားရမလဲဒီလိုလုပ်ပါလားလေကွယ်မောင်ရှိကလေးဘယ်တော့အစိတ်သားကိုဈေးကမင်းအပြန်အမေစားပါဘူးကျုံမဝင်ခဲ့မှလိုက်ပြရစီဒီနေတယ်လေရဖို့စိတ်နဲ့ကအမေကပဲရင်လုံးဘုမရဖို့စိတ်နဲ့ကအမေကပဲရင်လုံးငါသားလေးတွေတော်အမေတွေပဲရင်လုံးမောင်လေးတွေပါဝင်မလဲဆိုအမေတွေပဲရင်လုံးအမေသဘောကျအောင်ပြောပြမလေးဘယ်တော့အစိတ်သားအများမြင်ပါပဲလေဒီနေ့ရတယ်အားပေးတာအထူးပဲကျေးဇူးတင်ပါတယ်။ကြောင်းတော်ခင်ဗျားပါတယ်ကျွန်တော်များများလေးလေးဒီကြီးအပွဲကြီးကိုအလူဝဲမင်္ဂလာဝဲဖရာဝဲကတိဝဲမွေးနေ့ဝဲများမှာအားရအားပေးနိုင်ပါတယ်ခင်ဗျာ။ကိုကိုရဲ့မောင်မောင်ရဲ့မရပြောရင်တ냐ဒီဖေးမိမိပြောတော့တလားကြတယ်ကိုကိုရင်မောင်မောင်ရဲ့မရပြောရင်တ냐ဒီဖေးမိမိပြောတော့တလားကြတယ်ဝေးရလေးသူရလားပြုံးပြောရွှင်နေမိုးရတဲ့မျက်နှာမျိုးတွေအမေသားလုံးတတ်ပြီကိုမရသူမရပြန်အောင်မလေးမောင်နှမရှင်မျိုးပြန်အောင်မလေးသူကလေးကကောင်းပါပြီမရတဲ့ပန်းမို့စိတ်တကဝေပြီလေစိတ်တကပန်းရောက်သမားရေးထံအပြေးကလေးသွားလို့ဆိုပြရန်ချွေးမတို့ထုံးစံစိတ်တကပန်းရောက်သမားရေးထံအပြေးကလေးသွားလို့ဆိုပြရန်ချွေးမတို့ထုံးစံပြအမေစီသွားရင်လေကျမပါဝင်သွားရမလဲဒီလိုလုပ်ပါလားလေးကွယ်မောင်ရှိကလေးအမေစီသွားရင်ဗျာကျမပါဝင်သွားရမလဲဒီလိုလုပ်ပါလားလေးမောင်ရှိကလေးဘယ်လိုအစိတ်သားကိုဈေးကမင်းအပြန်အမေစားဖို့ကျုံမဝင်ခဲ့မှလည်းမရရင်မောင်ကျင်သူကြီးဘုရားတွေ့စိတ်နဲ့ကအမေတွေပဲရင်လုံးဘုမရဘူးစိတ်နဲ့က
အမေတွေပဲကြီးလုံးငါသားလေးတွေပြောနေပြောအမေတွေပဲကြီးလုံးမောင်မေတွေဘာဝဲမလဲဆိုအမေတွေပဲကြီးလုံးအမေသဘောကျအောင်ပြောပြမလေးလဲလို့အစိမ့်သာအများအမြင်ပါပဲဒီ